တခါတုန်းကမူဆိုးတယောက်ဟာတောထဲကိုအမဲလိုက်သွားရင်ရသေးတပါးတဲ့သတင်းသုံးနေထိုင်တဲ့တဲအိမ်လေးစီကိုရောက်သွားခဲ့တဲ့ရသေးကြီးမှာကထူးခြားစွာပဲနှာခေါင်းရှည်နေတဲ့ဒါကိုမူဆိုးကြီးမြင်တော့အရှင်ရသေးကြီးရဲ့နှာခေါင်းကြီးကရှည်နေတာပါလားလို့ပြောတော့ရသေးကြီးကအေးငါနှာခေါင်းရှည်တာကအရေးမကြီးဘူးမင်းရှာမရှည်စေနဲ့လို့ပြန်ပြောလိုက်တယ်မူဆိုးကြီးလည်းအိမ်ပြန်ရောက်တော့သူ့မိန်းမကိုပြန်ပြောပြတာပေါ့မိမရေငါဒီနေ့တောထဲမှာထူးထူးဆန်းဆန်းနှာခေါင်းရှည်နေတဲ့ရသေးကြီးတစ်ပါးကိုတွေးခဲ့တယ်လို့ပြောပြလိုက်တဲ့တည်တဲ့အတိုင်းဘူးတရားသာပိတ်ဆို့ဖို့လွယ်ပေမဲ့ပါဇက်ပေါက်တစ်ခုကိုတော့ပိတ်ဖို့ရမလွယ်ဘူးလေလူတွေရဲ့အဲ့ဒီစကားဟာတဆင့်စကားတဆင့်နားနဲ့ပဲဘယင်ကြီးကြားသွားခဲ့တယ်ဒါပေမဲ့ဘယင်ကြီးကမယုံပါဘူးတဲ့အဲ့ဒါကိုဘသူပြောတာလဲပေါ့ပြောသူငါရှိတာကိုခေါ်လာစီဆိုတော့မူမတ်တို့လည်းပြောသူမိုးဆိုးကြီးကိုဘယင်းစီခေါ်လာခဲ့ကြရတယ်မိုးဆိုးကြီးကတောထဲမှာသူတကယ်တွေ့မြင်ခဲ့ရတယ်လို့ဘယင်းကြီးကိုပြောပြတော့အဲ့ဒါဆိုရသေးကြီးကိုငါစီပင်းခဲ့စီဆိုတော့မူဆိုးကြီးလည်းတောထဲကရသေးကြီးကိုသွားပင်ပြရတော့တာပေါ့မပြရင်လည်းဘယင်းအမိန်ဖီဆန်လျင်တေးမိန်ပေးတဲ့ရသေးကြီးကငါလမ်းမလျှောက်နိုင်လို့ခြီခေါ်ရင်လိုက်မယ်ဆိုတော့မူဆိုးလဲရသေးကြီးကိုခြီပြီးခရီးဝေးကြီးကိုပင်ပန်းစွာလာခဲ့ရတယ်နန်းတော်ရောက်တော့ဘယင်ကြီးကမြင်ပြီးအော်ဟုတ်ပါရောလားကိုင်းငါကိုတော့ယုံပြီးမို့သွားပြန်ပို့စီဆိုပြန်တော့မူဆိုးကြီးလဲရသေးကြီးကိုခြီပြီးပြန်ပို့ရရှာတယ်ရသေးကြီးနေတဲ့တဲကိုလဲရောက်ရောမူဆိုးကြီးမှာတေမတက်မောပန်းနေလို့တဲပေါ်မှာပတ်လက်လန်သွားတယ်အဲ့တော့ရသေးကြီးကပြောတယ်ငါမင်းကိုမှာလိုက်ပါရောလားငါနှာခေါင်းရှည်တာအရေးမကြီးဘူးမင်းရှာမရှည်ပါနဲ့ဆိုတာကိုခုတော့ဒုက္ခခံရပြီမလားလို့ပြောလိုက်ပါတယ်